ကုမ္ပဏီအာမခံနဲ့ဆိုင်အာမခံကဘယ်လိုတွေကွာလဲဆိုတာကိုဘ ഹു တုဒရအောင်ပြပြပေးပါမယ်ကုမ္ပဏီအာမခံကိုအရင်ရှင်းပြပေးမယ်နော်ဒီမဲ့ဒီကုမ္ပဏီအာမခံဆိုတာကကြတော့ဥပမာအနေနဲ့ပေါ့နော်မြန်မာနိုင်ငံကိုတရားဝင်တွင်သွင်းထားတဲ့ Vivo Oppo Tecno Infinix Itel Realme Honor Mizu ပြီးရခါကြတော့ဗာလဲ Poco နောက်ပြီးတော့ Mi ရဲ့ official GWK တို့နောက်တစ်ခါကြတော့Novia ပေါ့နော်စတဲ့ brand တွေကကြတော့သူတို့ကမြန်မာနိုင်ငံကိုကုမ္ပဏီအခြေဆိုင်နဲ့ကုမ္ပဏီကနေမြန်မာနိုင်ငံကိုအစိုးရခွန်ဆောင်ပြီးတော့မှတင်သွင်းထားတဲ့ဖုန်းတွေကကြတော့ကုမ္ပဏီအာမခံတော်တော်များများပါကြတယ်ရေဘူးရအဖြစ်တော့သူက hardware ပိုင်း software ပိုင်းနဲ့ factory error ဆိုပြီးတော့၃မျိုးရှိတယ်နံပါတ်1 software ပိုင်းကနေစပြောမယ် software ပိုင်းရဲ့အာမခံတသက်တာရဲ့အဓိပ္ပာယ်ကကြတော့ဒီဖုန်းကိုကင်နေတဲ့၍တသက်လုံးဒီကုမ္ပဏီမြန်မာနိုင်ငံမှာရက်တည်နေတဲ့ရွေးကို software ပိုင်း update မြင့်တာ version မြင့်တာ lock ဖြီတာ virus တက်တာ software ပြင်ရရင်နဲ့ပတ်သက်လို့ကုမ္ပဏီရဲ့ service တွေမှာအခမဲ့ဝန်ဆောင်မှုပေးပါတယ်ရှင်နံပါတ်2ကုမ္ပဏီအလုံးတွေရဲ့1 year အာမခံ or 2 year အာမခံ1 year နဲ့2 year ဘယ်လိုပြောရလဲဆိုတော့တချို့သောကုမ္ပဏီမှာသတ်မှတ်ထားတဲ့စီမံစည်းကမ်းအတိုင်း user ကြောင့်ပြုတ်ကြတာလွတ်ကြတာမှန်ကွဲတာရေဝင်တာဖြစ်ရင်ပစ္စည်းပိုးပေးလက်ခ free နဲ့သတ်မှတ်ထားတဲ့တစ်နှစ်သုံးပုံနှစ်နှစ်အတွင်းထဲမှာပြန်လည်ပြုပြင်တဲ့အခါမှာဥမာပစ္စည်းပိုးက9000လက်ခ3000ဆိုရင်အပြင်ဆိုင်မှာပြင်ရင်ပေါ့နော်အဲ့လောက်ကြမဲ့နေရာမှာကုမ္ပဏီရဲ့ service ကိုပြန်ပို့မယ်ဆိုရင်တော့ပစ္စည်းစရိတ်သွားလာစရိတ်တွေမကုန်ဘဲနဲ့sorry မြေနော်ပစ္စည်းရဲ့ဒီပေါ့နော်လက်ခနဲ့သွားလာအပြန်စရိတ်တွေမကုန်ကြဘဲနဲ့ပစ္စည်းပိုးတစ်မျိုးတည်းကိုကုန်တာကို hardware ပိုင်းအာမခံလို့ခေါ်ပါတယ်နောက်ဆုံးတစ်မျိုးအနေနဲ့ကုမ္ပဏီအာမခံကြတော့ပြောမှဆို factory error ပေါ့နော်ဒီဖုန်းကိုဝယ်ယူသွားပြီးတပတ်အတွင်းကနေပြီးတော့တပတ်အတော်အတွင်းထဲမှာဖုန်းကနေပြီးတော့စက်ရုံကနေပါလာတဲ့ factory fault user force မဟုတ်ဘူးเนาะ factory fault ဆိုတာစက်ရုံကထုတ်လုပ်လိုက်တော့စကပြားတွေမှန်နေမှာအစင်းတွေပါတာမျိုးတွေဖုန်းလိုင်းဆွဲအားမရတာတွေ battery တွေ error တက်တာမျိုးတွေဖြတ်လာခဲ့ရင် user ကြောင့်ပြုတ်ကျလွတ်ကျအက်ကွယ်ရေဝင်ခြင်းမရှိဘဲနဲ့သူ့အလိုလိုတပတ်ကနေဆက်ရက်အတွင်းတခုခုချွင်းချက်ရှိနေလို့ဆိုရင်ကုမ္ပဏီရဲ့ service ကိုပြန်လည်ပေးပို့ပြီးတော့အမှပါတယ်เนาะကုမ္ပဏီ service ကိုပြန်လည်ပေးပို့ပြီးတော့ကုမ္ပဏီရဲ့အတည်ပြုချက်ဟုတ်ပါတယ် factory ဖြစ်တဲ့ error ပါဆိုရင်ရုံးဘက်ကနေပြီးတော့9ရက်အတွင်းထဲမှာ user ကြောင့်ပျက်စီးထိခိုက်ခြင်းမရှိဘဲနဲ့ကုမ္ပဏီရဲ့ error မှန်ကန်ရင်အဲ့အချိန်ကနောက်ဆုံးပြောမဆိုလုံးဝ customer ရေလိုချင်တဲ့အလုံးသစ်လဲပေးတဲ့ running ပေါ့နော်အဲ့နေရာမှာ customer ကရည်ရွယ်ချက်ရှိတဲ့ရေးနှိမ့်လိုက်တာမျိုးတွေရိုက်ခွဲလိုက်တာမျိုးတွေ customer တက်ပြီးတက်နေပြီးဖြစ်သွားတဲ့ error မျိုးတွေဆိုတော့ခုနကပြောတဲ့hardware ပိုင်းပေါ့နော်မှန်ကွဲရည်ဝင်ပြင်ပေးတဲ့ပစ္စည်းပေးလက်ခပြီး error နဲ့ပဲအကျုံးဝင်တော့မှာပါဒါကတော့ကုမ္ပဏီအာမခံပါအဲ့တော့ဆိုင်အာမခံကဘယ်လိုမျိုးလဲဆိုတော့နောက်ဗီဒီယိုမှာထပ်ရှင်းပြပေးမယ်အာမခံကြောင့်တက်တက်ကိုသိစေချင်လို့ဗီဒီယိုရိုက်ပြပေးရပါရှင်